တကယ်လို့သင်ဟာတော်ရိုင်းထဲမှာဒီအပင်မျိုးနဲ့ကြုံခဲ့ရရင်အနီးကပ်သေးချာကြည့်လိုက်ပါဒါကိုမြေစီချယ်ရီလို့ခေါ်ပြီးတရုတ်မီးအိမ်ဒါမှမဟုတ်အခွန်ပါတဲ့ခရမ်းချင်သီးလို့လည်းလူသိများပါတယ်ဒီပင်လေးတွေကအခုနောက်ပိုင်းမှာတဖြည်းဖြည်းရှားပါလာနေပါပြီလူအများစုကဒါကိုတော်ရိုင်းဘယ်ရီသီးတစ်မျိုးလို့မှားတတ်ကြပေမဲ့တကယ်တော့ဒါဟာခရမ်းချင်သီးမျိုးနယ်ဝင်နှစ်ရှည်ခန့်အပင်တစ်မျိုးဖြစ်ပါတယ်သူ့ရဲ့အမှတ်မိရဆုံးအသွင်ပြင်ကတော့မီးအိမ်သေးသေးလေးပုံသဏ္ဍာန်ရှိတဲ့စက်ကူလိုပါလွာတဲ့အခွန်လေးပဲဖြစ်ပါတယ်အဲ့ဒီအခွန်လေးရဲ့အထင်းမှာတော့လေထဲမှာရင်းရွယ်နေတဲ့ရွှေဝါရောင်အသီးလေးရှိနေတာပါဒီအပင်တွေကိုကြေးလက်တော်ရလမ်းပြီးတွေလေခွင်းတွေဒါမှမဟုတ်မြေကမ်းပါးတွေမှာတွေ့ရတတ်ပါတယ်လူအများစုကတော့တတိမထားမိပဲဒီတိုင်းဖြတ်လျှောက်သွားလေးရှိကြတာပေါ့ဒီအသီးရဲ့အရာသာကအနည်းငယ်ချင်းစူးစူးနဲ့ချိုးမြင်ပြီးပုံစံမျိုးစုံအသုံးချလို့ရပါတယ်အလက်ဆက်အတိုင်ဒီတိုင်းစားမလားချက်စားမလားသို့မဟုတ်ရိုးရိုးရှင်းရှင်းဖြော်ရည်လောက်တောင်မလားအားလုံးအဆင်ပြေပါတယ်သူ့ရဲ့အခွန်လေးကပါးလွာပြီးအလင်းပေါက်ဖြစ်လာပြီဆိုရင်တော့ခူးဆိုဖို့အဆင်သင့်ဖြစ်ပြီလို့ဆိုနိုင်ပါတယ်ရိုးရိုးရှင်းရှင်းလေးပဲရည်စီးပြီးမိနစ်အနည်းငယ်လောက်ရေနွေးတဲ့ထိပ်ပြုတ်လိုက်ရုံပါပဲခက်ခဲတဲ့အဆင့်တွေဘာမှမလိုပါဘူးရလာတဲ့ရလက်ကတော့ချင်းဖြန်းဖြန်းရတာလေးနဲ့ကြည်လင်ပြီးမှုေးပြန်တဲ့အရည်လေးပဲဖြစ်ပါတယ်ရိုးရှင်းတယ်လန်းဆန်းစီတယ်ပြီးတော့စိတ်ကိုတက်တောင်တက်တာဖြစ်စေတယ်ဒါကဘာကိုတတိပေးနေတယ်လဲဆိုတော့အတိပယ်ရှိတဲ့အရာတွေဖန်တီးဖို့အတွက်တန်ဖိုးကြီးတဲ့ပါဝင်ပစ္စည်းတွေမလိုပါဘူးရိုးရှင်းတဲ့အရာတွေကပဲစိတ်ကိုပိုပြီးနှွေးထွေးစေတတ်ပါတယ်ဒါကအစားအစာတစ်ခုတွေမဟုတ်ပဲအတိတ်ကအမှတ်တရတွေရိုးရာတွေနဲ့သဘာဝတရားတွေရင်တွဲနေတာပါဒါကြောင့်မို့လဲဒီလိုအပင်လေးတွေကိုကာကွယ်စောင့်ရှောက်ဖို့လိုအပ်တာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ကိုကာကွယ်ခြင်းကတရှိလောကရဲ့တန်ဖိုးရှိတဲ့အစိပ်ပိုင်းလေးတစ်ခုကိုလက်ဆင့်ကမ်းထိမ့်သိမ်းရရောက်လို့ပါပဲဘ ഹു တုတရစရာနားထောင်ဖို့ follow လုပ်ခဲ့အောင်နော်